ဘာကြောင့်နော်လာနေကြမယ်ဘုရားကြီးကြောက်လာရင်တလိုက်ရဲ့သားတို့ဒီနေ့ရနော်ဟောငါတို့ရဲ့တလိုက်နေကြမယ်ဘုရားကြီးကြောက်လာပြီအားလုံးကတိတ်ကမဆိုခံရရမယ်အခွင့်အရေးကြီးကိုနော်လာနေကြမယ်ဘုရားကြီးလာရလို့ပြဒနာတာပဲဖြစ်တယ်ဒါကြောင့်မို့ငါတို့နဲ့သူများသူပွားမနေပဲကတိတ်ကမဆိုခံရလိုက်ကြပါဦးလို့လက်ရံကိုကျွမြောင်းပို့တော့တိုက်ကြပါတယ်တုံးတယ်လေဝန်နေကြောမရဲ့မျိုးမြတ်တဲ့ပကုန်းနဲ့ပါဗျာမင်္ဂလာရှိတာကအေးအေးမင်္ဂလာအေးချမ်းမင်္ဂလာရိုးရလေဝန်နဲ့ကကြွားများတော့ပြောအောင်ပါဗျာ